စနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများအားလုံး Happy New Year ပါနော်အဲ့တော့နှစ်ဟောင်းကုန်ပြီမကြခင်မှာ2026ခုနှစ်ကိုစတင်ပြီးတော့ဝင်ရောက်ကြတော့မှာပေါ့အဲ့တော့2026ခုနှစ်မှာစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဒုက္ခကျေပွင့်တဲတော်နမိတ်ဖတ်ကြားပေးမှာဖြစ်ပါတယ်တစ်နှစ်စာဟောစရန်လေးဖြစ်ပါတယ်နော်အဲ့တော့ဟောစရန်စီစဉ်လေးမစတင်ခင်မှာကျွန်တော်ရဲ့မိတ်ဆွေတွေကိုကျွန်တော်တို့ကောင်းမြတ်တဲ့သတင်းလေးတွေပါကြပါတယ်ကျွန်တော်တို့အယူတော်မင်္ဂလာချန်ကဗုဒ္ဓဦးနေ့ရလွှဲပြီးတော့ကျန်တဲ့ရက်တွေမှာပိတ်ရက်မရှိဖွင့်ပါတယ်အယူတော်မင်္ဂလာချန်ကအခမဲ့ရရခြေပေးတဲ့ရရမြေဖြစ်ပါတယ်နော်ရရတွေအားလုံးကိုအခမဲ့ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အယူတော်မင်္ဂလာချန်မှာနေ့အလိုက်ပြုလုပ်တဲ့ရရလေးတွေကိုအားလုံးသိအောင်ပြောချင်ပါတယ်အင်္ဂါနေ့နဲ့စနေနေ့မှာမနေ့၈နာရီမှာနဝင်းပွဲရရကြီးရှိပါတယ်အဲ့တော့နဝင်းရရခြေခြင်းအင်္ဂါစနေလာခြေလို့ရပါတယ်နော်နောက်တနင်္ဂနွေနေ့မနေ့၈နာရီမှာခင်မွန်းကြီး10ပါအလှရရပွဲရှိပါတယ်အင်္ဂါနေ့ညမှာဓာတ်ကြီးလေးပါအလှရရပွဲရှိပါတယ်ကြာသပတေးနေ့မနေ့မှာတော့ခေါင်းဆေးမင်္ဂလာရရရှိပါတယ်တောက်ကြနေ့မနေ့မှာတရားပွဲရရရှိပါတယ်ဒါတော့ခုနှစ်ရက်သားသမီးတွေတော့ကျွန်တော်တို့ယူတော်မင်္ဂလာချန်ကနေ့စဉ်အခမဲ့ရရခြေပေးနေတဲ့ရရတွေဖြစ်ပါတယ်ကိုခြေခြင်းတဲ့ရရတွေကိုရက်တိုင်းလာခြေလို့ရပါတယ်တချို့ကိုယ်တိုင်ဘေးရင်တက်ကျင်တယ်ဘေးရင်သင်ကျင်တယ်သင်တန်းရှိလားဆိုရင်ရှိပါတယ်လစဉ်သင်တန်းရှိတာပါတရက်နေ့ကနေ10ရက်နေ့အထိကြားထဲမှာ10ရက်ဘေးရင်သင်တန်းရှိပါတယ်သင်တန်းကြီးပေးကြရမလို့ပါဘူးသမင်းစိတ်စားစိတ်တောက်စိတ်ဘာမှမပေးကြရမလို့ပါဘူးကျွန်တော်တို့အယူတော်မင်္ဂလာချန်ကအခမဲ့သင်ပေးတယ်ပညာဒါနသင်တန်းဖြစ်ပါတယ်သင်တန်းတွေလာတက်နိုင်ပါတယ်ကိုယ်တိုင်မလာနိုင်ဘူးအယူတော်မင်္ဂလာချန်ကိုမလာနိုင်ဘူးအွန်လိုင်းကနေပြီးတော့ဟောသရမ်းမှာကျင်တယ်ဆိုရင်တော့39ခွန်ကို2000နှစ်ကို3969နှစ်35လုံး9ဆိုတဲ့ဘိုင်ဘာနံပါတ်ကနေဆက်သွယ်ပြီးတော့ဟောစရန်လေးတွေမှားနိုင်ပါတယ်နော်အဲ့တော့စနေသားသမီးတွေအတွက်ကံကြမ္မာဖတ်ကြားပေးမှာဖြစ်ပါတယ်စနေသားသမီးတွေအတွက်ပထမဆုံးကြားလာတဲ့တေတော်နမိတ်ကသူကကျဲပွင့်3ပွင့်ဆိုတဲ့နမိတ်ပါကျဲပွင့်3ပွင့်အားကြတော့ဖျားเจ้าတစ်ခုရဲ့နိုင်ရံမှာကျွန်တော်ကြပြည့်ရေးထိုးနေတဲ့ပုံလေးနဲ့နမိတ်အဲ့တော့စနေသားသမီးတွေကဒီနှစ်2026ကမှတ်ကြောက်တင်မဲ့နှစ်လို့ပြောမှဆိုရင်ပြောလို့ရပါတယ်အဲ့ဒီစကားလေးကိုမှတ်တာပါသတိသားသမီးတွေအတွက်မှတ်ကြောက်တင်ခံရမယ့်နှစ်ဖြစ်ပါတယ်ကိုလုံးနေတဲ့စီးပွားရေးလုပ်ငန်းတွေကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေအရန်တည်တည်တသာနဲ့အောင်မြင်ဖြစ်ထွန်းတတ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဘဝမှာအမြဲတမ်းမှတ်မှတ်ရရပြန်ပြောလို့ရမယ့်နှစ်မျိုးပါပဲငါတို့2026တုန်းကတော့ကွာစီးပွားတွေတက်လိုက်တာဒါပဲအဲ့ဒီမှာငါကားတွေလည်းဝယ်နိုင်တယ်အိမ်တွေလည်းဝယ်နိုင်တယ်ခြံတွေလည်းဝယ်နိုင်တယ်သားသမီးကိုလည်းငါအလှူအတန်းကြီးကြီးမားမားလုပ်ပေးနိုင်တယ်အဲ့လိုပဲဘဝမှာ2026ခုနှစ်မှာစနေသားသမီးတွေဟာမှတ်ကြောက်တင်ရလောက်တဲ့အခြေအနေဒီကံကြမ္မာကောင်းတွေကိုကြုံနိုင်တဲ့နှစ်ဖြစ်ပါတယ်ဘဝက10ချိုးပြောင်းလဲသွားနိုင်တဲ့နှစ်ပါပဲမနေ့တုန်းကတဲအိမ်မှာနောက်နေ့ကျတိုက်အိမ်ပေါ်ရောက်နေတာမျိုးပေါ့နော်အခြေအနေတွေကောင်းတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်ဒါကြောင့်မလို့စနေသားသမီးတွေကံဉာဏ်ဝရိယသုံးပါးသလုံးတိုက်ဆိုင်ပြီးတော့ကြိုးစားအားထုတ်နိုင်အောင်ကြိုးစားတဲ့အချိန်ကာလဖြစ်ပါတယ်စီးပွားရေးတွေတိုးချဲ့ပြီးတော့လုပ်သင့်ပါတယ်လုပ်ငန်းတွေအင်တိုင်အားတိုက်လုပ်သင့်ပါတယ်အယောင်းဝယ်တွေလုပ်သင့်ပါတယ်အပေးယူတွေလုပ်သင့်ပါတယ်ပွဲသားလုပ်ငန်းတွေအောင်မြင်ဖြစ်ထွန်းတတ်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအခြေအနေကောင်းတတ်တဲ့နှစ်မျိုးဖြစ်ပါတယ်လုပ်ရင်ကောင်းမလားမကောင်းဘူးလားလို့စဉ်းစားရမယ့်နှစ်မျိုးမဟုတ်ပါဘူးအင်တိုင်အားတိုက်ကိုလှုပ်တဲ့အချိန်ကာလမျိုးဖြစ်ပါတယ်ဒါစနေသားသမီးတွေအတွက်နမိတ်ဖတ်တာပါဘဝမှာမှတ်ကြောက်တင်ရလောက်တဲ့အခြေအနေဒီသိတာထင်ကြတဲ့အပြောင်းအလဲတွေတေချာပေါင်းကြုံနိုင်ပါတယ်နံပါတ်1ကစနေသားသမီးတွေကိုစိတ်ဒုက္ခပေးနိုင်တဲ့အကြောင်းတရားတွေလည်းရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဆွေမျိုးသားချင်းနဲ့ပတ်သက်ပါတယ်ဆွေမျိုးသားချင်းကိုအကြောင်းပြုပြီးတော့စိတ်မောလူမောဖြစ်ရတယ်ဆွေမျိုးသားချင်းတွေရှိရအရာကနေထွက်ပြေးခြင်းတွေပေါ်ပေါက်သွားတတ်ပါတယ်ကိုယ့်အိမ်မှာဆွေမျိုးသားချင်းတွေလာပြီးတော့ဒုက္ခပေးသွားတတ်ပါတယ်အဲ့ဒါလေးတော့သတိထားပါနံပါတ်3ချက်ကတော့ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာပေါ့နော်ငွေကြေးနဲ့ပတ်သက်တဲ့ကံသာတာကတော့ပုံမှန်လင်းလင်းပြောရရင်တော့စနေသားသမီးတွေက2026ခုနှစ်မှာပတ်စံချီးတာငှားတာအာမခံတာတွေလုံးမလုပ်သင့်ပါဘူးငွေပေးငွေယူလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အစင်မပြေဖြစ်တတ်ပါတယ်ရစရာကြီးတဲ့ငွေတွေချောချောမောမောမရတတ်ပါဘူးပေးစရာကြီးတဲ့ငွေတွေထင်းခေါ်ကြံ့ကြာပြီးတော့မှပေးနိုင်မဲ့ကံသာတာမျိုးရှိပါတယ်တတ်နိုင်တော့စနေသားသမီးတွေကလာမဲ့ဒီနှစ်2026ခုနှစ်မှာကိုယ့်အကိုစူးစမ်းသင့်ပါတယ်ပတ်စံချီငါအာမခံရှုပ်ထွေးပွေလီမပြုတ်လို့သင့်ဘူးလို့အကြံဉာဏ်ပေးခြင်းပါ
နံပါတ်3ကတော့လူမှုရေးပေါ့နော်လူမှုရေးမှာကြတော့စနေသားသမီးတွေဘာကြုံနိုင်လဲဆိုတော့နည်းနည်းလေးခံရရှိအောင်မွေးတာပါကိုရန်ခင်မင်းနဲ့မိတ်ဆွေတွေကိုယ့်ရဲ့အပေါင်းအသင်းတွေတကယ်ချင်းတွေမမျှော်လင့်မနဲ့ကိုယ့်စီကနေပြီးတော့ခွဲခွာသွားတာမျိုးတွေခဏခဏကြုံတတ်ပါတယ်မကောင်းသောခွဲခွာခြင်းမျိုးတော့မဟုတ်ပါဘူးနော်ကောင်းတယ်သူလည်းသူကိစ္စနဲ့သူဝေးသွားတာတို့အဲ့ဒါမျိုးလေးတွေကြုံရတတ်ပါတယ်နော်အဲ့ဒါလေးတော့ရှိပါတယ်နောက်ပညာရေးကဏ္ဍတွေမှာတော့နည်းနည်းလေးအဖို့တွေအခက်အခဲလေးတွေကြိုးစားပြီးတော့မှအောင်မြင်ဖြစ်ထွန်းသွားတတ်ပါတယ်နောက်တစ်ခုစနေသားသမီးတွေအတွက်အကောင်းဆုံးကဘာလဲဆိုတော့အခြေပါအခြေနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်အေဂရီဆိုတဲ့နမိတ်ကြတယ်ဘယင်မနမိတ်ပေါ့အဲ့တော့အခြေအိမ်တော်ကြီးနဲ့ပတ်သက်ရင်ကံတရာကောင်းတယ်ဘယ်လောက်တောင်ကောင်းလဲသူကအခြေအိမ်တော်ကြီးနဲ့ရောပြီးတော့စီးစိမ်ဥစ္စာပြည့်စုံတာပေါ့အဲ့တော့ကိုနဲ့ကိုချစ်သူနဲ့နှစ်ယောက်ပေါင်းပြီးလှုပ်လိုက်တဲ့အလုပ်တွေအောင်မြင်သွားတယ်ကိုနဲ့ကိုအိမ်တော်ဘက်နဲ့ကိုမျိုးသားနဲ့ကိုမျိုးသမီးနဲ့ရောပြီးတော့ပေါင်းပြီးတော့လှုပ်ဆောင်လိုက်တဲ့ကိစ္စတွေအောင်မြင်ဖြစ်ထွန်းသွားတာမျိုးတွေဖြစ်တတ်ပါတယ်အဲ့တော့အခြေအိမ်တော်နဲ့ပတ်သက်ရင်ကံတရာကောင်းတယ်သားသမီးရင်သွေးရတနာရတတ်တယ်သားသမီးမွေးဖွားမွေးသားရတာမျိုးတွေဖြစ်တတ်ပါတယ်စနေသားသမီးတွေ2026မှာမိသားစုပျော်ရွှင်ရတတ်တဲ့နှစ်ပါပဲအဲ့တော့သတိထားမှာဆွေမျိုးသားချင်းတွေနည်းနည်းလေးစိတ်မောလူမောကြုံရတတ်ပါတယ်အဲ့တော့စနေသားသမီးတွေအတွက်အကျိုးပေးတဲ့ကံကောင်းစေတဲ့အရာ2026မှာအဓိကတော့အပြာရောင်နဲ့အနက်ရောင်နဲ့ကောင်းပါတယ်အဲ့တော့အကြောင်းချင်းကကိစ္စကြီးတွေကစနေတွေက2026မှာအပြာတွေအနက်တွေဝတ်တင်ပါတယ်ကဏ္ဍအပြင်ဆိုရင်6ကဏ္ဍ9နဲ့ကဏ္ဍကောင်းပါတယ်နောက်မြတ်စွာဘုရားကိုတရက်ယူတို့တရက်သီးတနတ်တို့အဲ့ဒါစွန်းတော်ကပ်ပါကိုယ့်ရဲ့မကောင်းတဲ့ကံတရာအညံ့ကလေးမကြမကြကပ်ပေးပါအကြောင်းချင်းကကိစ္စရှိတိုင်း2026မှာတရက်သီးတနတ်နဲ့စွန်းတော်ကပ်တင်ပါတယ်ကဲဟောဒရန်လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ဒါလေးကတော့အဘဇာကြီးမင်းသိင်္ဂရဲ့ကြီးပရောက်ပရိလေးပဲဖြစ်ပါတယ်ကြီးနဲ့ပရောက်အပြီးပေါက်ဆိုတာပြည်စည်းခြင်းပြည့်မြောက်ခြင်းအောင်မြင်ခြင်းကိုယ့်ရဲ့အလုပ်ကနေအကျဉ်းစီတွေမြန်မြန်တန်တန်ပြည်စည်းပြည့်မြောက်အောင်မြင်စေဖို့အတွက်စောင့်ထားရတဲ့မင်းသိင်္ဂပရိလေးဖြစ်ပါတယ်စိတ်ကြတော့မလိုပါဘူးစောင့်ထားတာနဲ့ဆွမ်းပါတယ်စိတ်မဲ့ဆိုရင်လည်းပရိစိတ်နီးလေးပါပါတယ်နော်ဒီပရိလေးတွေဒါလိုချင်တယ်ဆိုရင်ကျွန်တော်တို့ Viber နဲ့ဆက်သွယ်ပြီးတော့မှားနိုင်ပါတယ်ကျွန်တော်တို့ပို့ပေးပါမယ်နော်ဒါတော့ဝါစိမ့်နီလက်ပတ်လေးဖြစ်ပါတယ်ကျမ်းမာရေးမကောင်းတဲ့လူတွေအတွက်တံပြန်စမနဲ့စီရင်ထားတဲ့အဝါရောင်လက်ပတ်လေးဖြစ်ပါတယ်ဒါတော့စီးပွားရေးအတွက်အစိမ်းရောင်လက်ပတ်လေးပေါ့နော်ကြီးလေကြီးစမနဲ့စီရင်ထားတာပါဒါကတော့အနီရောင်လက်ပတ်လေးဖြစ်ပါတယ်ပီယာအင်းနဲ့စီရင်ထားတဲ့လက်ပတ်လေးဖြစ်ပါတယ်အဲ့ဒီအင်းတွေကိုပဲကျွန်တော်လက်ဖွဲ့ဆက်လွယ်လေးအဆောင်ဆက်လွယ်လေးအဲ့ဒါလေးလည်းစီရင်ပေးထားပါတယ်ငွေချင်းနဲ့ပတ်သက်တဲ့လုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေဈေးဆိုင်တွေအယောင်းဝယ်မကောင်းတာတို့ဒုတိယသတိလုပ်ငန်းတွေအတွက်ဝါစိမ့်နီစမဖျောင်းနိုင်လေးတွေပါဒါကျွန်တော်တို့ယူရောမင်္ဂလာချမ်းမှာစီရင်ပေးထားတဲ့ဖျောင်းနိုင်လေးဖြစ်ပါတယ်ကိုမအကြောင်းချင်းကကိစ္စကြီးတဲ့ဈေးဆိုင်တွေအတွက်ထွန်းကျင်နေဆိုရင်မှာပြီးတော့ထွန်းလို့ရပါဒါကတော့အကြောင်းချင်းကကိစ္စကြုံတဲ့အခါမှာအရေးကြီးတဲ့ကိစ္စတွေကြုံတဲ့အခါမှာအဋိဌံပြီးထွန်းရတဲ့ယရနာဒီပံဖျောင်းနိုင်ဖြစ်ပါတယ်ဒါတော့ကျွန်တော်9ရက်သားသမီးများအတွက်ကျွန်တော်တို့မားမလတ်တဲ့ကြားတွေဟာကျွန်တော်စီရင်ပေးထားတဲ့အဆောင်ရည်တွေဟာပစ္စည်းလေးတွေဖြစ်ပါတယ်ဒါလေးတွေကိုလိုအပ်တယ်အလိုရှိတယ်ဆိုရင် Viber နဲ့ဆက်သွယ်ပြီးတော့မှာယူနိုင်ပါတယ်နော်အဲ့တော့ကျွန်တော်တို့ယူရောမင်္ဂလာချမ်းလိပ်စာကျတော့ရန်ကုန်ဘက်ကလာတဲ့အခါမှော်ပြီးတိုးဂိတ်နားမှာကိုလုံးကွင်းဆိုတဲ့မှတ်တိုင်ရှိပါတယ်ကိုလုံးကွင်းမှတ်တိုင်ကနေဝင်ပိန်နေကုန်းကျေးရွာမှာယူရောမင်္ဂလာချမ်းတည်ရှိပါတယ်ကဲစနေသားသမီးကျွန်တော်ရဲ့မိတ်ဆွေများမင်္ဂလာနှစ်တည်းလေးဖြစ်ပါစေမင်္ဂလာနှစ်တည်းကူလေးဖြစ်ပါစေနော်လာမယ့်2026ခုနှစ်တနှစ်တာကာလပတ်လုံးကျွန်တော်ရဲ့မိတ်ဆွေစနေသားသမီးတွေအားလုံးဘဝကိုတဲ့နော်မှတ်ကြောက်တင်ရမယ့်နှစ်တစ်နှစ်ဖြစ်အောင်ဇွဲလုံးလောက်ဝရိယအပြည့်နဲ့ကြိုးစားအားထုတ်နိုင်ကြပါစေနော်ဘဝလန်းခီးလန်းကိုလည်းပူပင်တော့ကကင်းကင်းကြောင်းကြပြပါရကင်းကင်းနဲ့အေးချမ်းချမ်းရှောင်လန်းနိုင်ကြပါစေလို့ဆုတောင်းမေတ္တာများပို့သပေးလိုက်ပါတယ်